အားလုံးမကေပါလားခင်ဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့လာပြီးတော့ပြောပြပေးမှာတော့ကျွန်တော်တို့အမှုပညာသမားဆိုတဲ့ခေါင်းစဉ်နဲ့ထိုက်ဘတ်ငွေ9သိန်းလိမ်ပြီးတော့ကျွန်တော်မြန်မာပြည်တွင်းကိုပြေးရှောင်သွားတဲ့စီတူပလက်ကြော့အကြောင်းလေးကိုကျွန်တော်လာပြီးတော့ပြောပြပေးပါဖြစ်ပါတယ်ခင်ဗျာနော်ဘာဖြစ်လို့ကျွန်တော်အနေနဲ့လာပြီးတော့ပြောပြရလဲဆိုလို့ရှိရင်စီတူပလက်ကြော့ဆိုလို့ရှိရင်ကျွန်တော်တို့နဲ့စာလို့ရှိရင်နော်အမှုပညာအရာမှာစီနီယာကြားတဲ့သူတယောက်ပေါ့နော်အဲ့တော့ကျွန်တော်တို့အမှုပညာသမားဆိုလို့ရှိရင်ကျွန်တော်တို့လည်းအမှုပညာသမားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဟာသာလူရှင်တော်ဆိုပေမဲ့လည်းအမှုပညာသမားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုဖိုင်လေးကိုလုပ်ရခြင်းဖြစ်တယ်ခင်ဗျာနော်အမှုပညာသမားဆိုတဲ့ခေါင်းစဉ်အောက်မှာအခုလိုမျိုးတိမ်ကြုံပြီးတော့ပြောခံရမယ့်အဖြစ်မျိုးကိုမလိုချင်လို့ပေါ့နော်အစကတည်းကဒီစီတူပလက်ကြော့ဆိုတာကျွန်တော်တို့ကလောဝဘောင်မဝင်တမ်းမဝင်ပဲနဲ့ပေါ့နော်လောဝ BC လောက်ခံထားရတဲ့နုပညာတိုင်းဝိုင်းထဲကလူတယောက်ပေါ့နော်ထိုင်းနိုင်ငံထဲကိုလာတယ်နော်ပြီးတော့ဘာဖြစ်လို့ကျွန်တော်တို့ခုမှထပြောလဲဆိုလို့ရှိရင်တော့နုပညာသမားဆိုတဲ့ခေါင်းစဉ်အောက်မှာကျွန်တော်တို့ပြည်ပမှာရောက်နေတဲ့နုပညာသမားတွေအကုန်လုံးထိခိုက်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကလာပြီးတော့ဒီဗီဒီယိုဖိုင်နဲ့လာပြီးတော့ပြောပြခြင်းဖြစ်တဲ့ခင်ဗျနော်ဒီကောင်ကမြန်မာပြည်တွင်းကိုပြန်သွားလိုက်ထိုင်းဝင်လာလိုက်ပြည်တွင်းပြန်သွားလိုက်သတင်းတွေထိုင်းနိုင်ငံတွင်းမှာရှိတဲ့ထောက်ပိုးတွေရဲ့သတင်းတွေကိုမရမကစုပြီးတော့ပြည်တွင်းကိုပြန်ပြီးတော့သွားပြီးတော့ပို့ချနေတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကဒါကလည်းမဖြစ်မနေမို့လို့လှော့ပေးထားတာပေါ့နော်လှော့ပေးထားလိုက်တယ်နေပါစေသူကသူလှုပ်ချင်ရလှုပ်ကွာဒါပေမဲ့ဒီကောင်ကပလက်ကျွန်းနေတာပဲဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကလှော့ပေးထားတယ်နော်ဒါပေမဲ့မပြောဘူးကျွန်တော်တို့လိုမျိုးနော်သူတို့စီတူပလက်ကျော်ဆိုလို့ရှိရင်ကျွန်တော်တို့နဲ့ဆာလို့ရှိရင်တကယ်လဲစီနီယာကြတယ်ဗျာဒါပေမဲ့ကျွန်တော်တို့လိုမျိုးလူကိုတွေ့ရင်တော့ဟာညီလေးတွေ့ရတာဝမ်းသာပါတယ်အကူကတော့ဒီလိုမျိုးညီလေးတို့လိုလုံနေတဲ့သူတွေကိုလေးစားပါတယ်ဘာညာမသိလို့ရှိရင်အခုပဲရှစ်ခိုးတော့မဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးနော်ပြည်ပမှာရောက်နေတဲ့တကယ်ဒီဘက်ကလူပညာသမားတွေနဲ့တွေ့လို့ရှိရင်အဲ့လိုပုံစံမျိုးအဲ့မျိုးစောက်ချိုးမျိုးချိုးပြီးတော့လောက်တတ်တာသိတဲ့အတွက်ကြောင့်မလို့ဒီကောက်ကိုကြတော့ကျွန်တော်တို့အမှုပညာတိုင်ဝမ်ရလောဝဖယ်ကျင်ထားတာဖြစ်ပါတယ်ဒါလာပြီးတော့ပြောပြပေးတာပါနော်အခုလိုမျိုးဘာဖြစ်လို့လာပြီးတော့ပြောပြပေးရလဲဆိုလို့ရှိရင်အခုလက်ရှိကျွန်တော်တို့ထိုင်းနိုင်ငံအတွင်းမှာသူ့စီမှာဗတ်တင်ထားတဲ့အလုတ်သမားပေါင်းကအနည်းဆုံးကဗတ်9သိန်းဆိုတော့တယောက်ဆရာငွေ3000နဲ့ပဲတွက်အနည်းဆုံးရောက်300လောက်ပမာဏရှိနိုင်ရပါတော့အဲ့တော့ကျွန်တော်တို့ပြည်ပရောက်နေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဆိုတာကလည်းအဆင်ပြေလို့လာပြီးတော့လာနေကြတဲ့သူတွေတယောက်မှမဟုတ်ဘူးเนาะပြည်တွင်းမှာဒုက္ခခက်ခဲမျိုးစုံနဲ့ကြုံရပြီးတော့မှအိမ်လေးပေါင်းခြားတွေပေါင်းယားတွေပေါင်းပြီးတော့မှကျွန်တော်တို့ပြည်ပမှာလာပြီးတော့အလုတ်လုတ်ခွဲရဖို့အတွက်ပြီးတော့ဒီပန်းရောင်ကတ်ဆိုတာကလည်းကျွန်တော်တို့ပြည်ပမှာရောက်ရှိနေတဲ့နိုင်ငံသားတိုင်းအတွက်ဘယ်လောက်ထိအသက်သွေးကြောဘယ်လောက်ထိအရေးပါလဲဆိုတာလဲဒါအလုံးလည်းသိတယ်ဒီတော့ဒီကိစ္စကိုအခုလိုမျိုးမျက်နှာလွဲခဲပြစ်လှုပ်သွားတဲ့စီတူပလက်ကြော့ကိုကျွန်တော်တို့မြန်မာပြည်ကိုရောက်နေတယ်ဆိုတာသိရတယ်နော်ထိုင်းဘက်မှာရှိတဲ့တာဝန်ယူတာဝန်ခံထားတဲ့9တန်းတတိဘက်ကနေပြီးလဲပြဝတာဝန်ယူပေးမယ်မျက်နှာချင်းဆိုင်လာရှင်းပါကျွန်တော်တို့မျက်နှာချင်းဆိုင်လာရှင်းပါဆိုပြီးတော့တရားဝင်လဲဖိတ်ခေါ်ထားတယ်ဒီကိစ္စကိုစီတူပလက်ကြော့အနေနဲ့နော်ပြည်တွင်းကနေပြီးတော့ခင်ဗျားကိုယ်တိုင်ဘယ်လိုပဲခြေပကျွန်တော်တို့ပြည်ပမှာခုလက်ရှိခင်ဗျားတာဝန်ယူပြီးတော့ကောက်ခံထားတဲ့ငွေတွေရဲ့စည်စရာအတိအကျနဲ့တူကျွန်တော်တို့ပြည်ပမှာခုလက်ရှိနော်ခမည်းလုတ်ပေးထားတယ်ခမည်းတာဝန်ယူတာဝန်ခံမှုနဲ့မှရှိတဲ့တထေးကိုယ်တိုင်ကနေပြီးတော့ခမည်းကိုမျက်နှာချင်းဆိုင်လာရှင်းပါဒီကိစ္စကိုတာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့လာရှင်းပါဘယ်လိုအကြောင်းအရာမျိုးကြောင့်ပဲဖြစ်ဖြစ်ခမည်းကဒီကိစ္စကိုတာဝန်ယူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်တွင်းကနေပြီးတော့ဘယ်လိုပဲခြေပဒါအဆင်မပြေဘူးပေါ့နော်ကျွန်တော်တို့ပြည်ပမှာတကယ်ဒုက္ခရောက်နေတဲ့ကျွန်တော်တို့မြန်မာပြည်သားတွေကိုကိုယ်တိုင်ကိုယ်ကြလာရောက်ဖြည့်ရှင်းပေးဖို့ကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့တောင်းဆိုတယ်နော်ပြည်တွင်းမှာရှိတဲ့အမှုပညာသမားတွေအနေနဲ့လည်းဒီလိုမျိုးအမှုပညာသမားခေါင်းစဉ်တက်ပြီးတော့เนาะဒီလိုပြည်သူလူထုစီကနေပြီးတော့ကလိကကြက်เนาะခုလိုမျိုးလောက်ရဆိုးရွားလောက်သွားတဲ့သူကိုเนาะလူတိုင်ဝမ်ရနေပြီးတော့ပဲဖြစ်ဖြစ်အမှုပညာတိုင်ဝမ်ရတော့နေပြီးတော့ပဲဖြစ်ဖြစ်ဖယ်ကျင်ပေးဖို့အတွက်ဒီနေရာနေပြီးတော့တောင်းဆိုအပ်ပါတယ်ခင်ဗျအလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ